ဒီကွေးလေးဟာမြစ်ထဲမှာရွှေတုံးကြီးတစ်တုံးတွေ့ခဲ့ပေမဲ့သူ့သခင်ကမမြင်မိခဲ့ဘူး။ဒါကြောင့်ဘတ်ဟာအဲ့ဒီရွှေတုံးကြီးကိုမြစ်ထဲပြန်ပစ်ချပြီးရေထဲပြန်ငုတ်သွားခဲ့တယ်။ဒီတစ်ခါမှတော့သူဟာရွှေအစစ်အမှန်ရွှေစလေးတစ်ခုကိုတွေ့ခဲ့ပြီးအဘိုးအိုကလည်းအဲ့ဒါကိုအသေးချမြင်သွားခဲ့တယ်။အဘိုးအိုကဘတ်ကိုဒါမျိုးကြောက်ခဲလေးကိုသူလိုချင်တာလို့ပြောလိုက်တဲ့အခါဘတ်ကလိမ္မာပါးနဲ့စွာနဲ့အဲ့ဒီရွှေကိုအဘိုးကိုလက်ထဲပေးလိုက်တယ်။အဲ့ဒီအချိန်မှာပဲဘတ်ဟာတစုံအီလောက်ကိုတွေ့လိုက်ရလို့အာရုံပြောင်းသွားခဲ့တယ်။သူနဲ့တူတဲ့တရဝါမျိုးဒီမှာရှိနေတာကိုသူသိချင်စိတ်ဖြစ်သွားတာပါ။အဘိုးအိုကလည်းဘတ်ရဲ့စိတ်ကူးကိုရိပ်မိတာကြောင့်ခွင့်ပြုချက်ပေးလိုက်တဲ့အခါဘတ်ဟာစိတ်လှုပ်ရှားစွာနဲ့မြစ်ကိုဖြတ်ပြီးအပြေးလီထွက်သွားခဲ့တော့တယ်။တောင်ကုန်းတွေကိုကြော်ဖြတ်ပြီးတဲ့နောက်မှာတော့ဘတ်ဟာသူ့လိုမျိုးတရဝါတကောင်ရှေ့ကနေပြေးနေတာကိုတွေ့လိုက်ရတယ်။တောနဲ့ထဲအထိအမိလိုက်သွားတဲ့အချိန်မှာတော့ဝက်ဝံကြီးတကောင်ကလမ်းပိတ်ရပ်နေတာကိုတွေ့လိုက်ရတယ်။ဘတ်ဟာဒီလောက်ကြီးမားတဲ့ဝက်ဝံမျိုးတစ်ခါမှမမြင်ဘူးပါဘူး။သူစူးစမ်းခြင်းပေမဲ့ဝက်ဝံကြီးကအယမ်းကြမ်းတမ်းနေတာကြောင့်ကြောက်လန့်တွေကနေဘေးကနေကွေ့ပတ်သွားခဲ့ရတယ်။တောထဲမှာဆက်ရှာပေမဲ့သူ့အမျိုးအနွယ်ကိုမတွေ့တော့ပါဘူး။ဘတ်ဝမ်းနဲ့နေတဲ့အချိန်မှာပဲသူ့နောက်ကနေအဖြူရောင်တရံတစ်ခုပေါ်လာတယ်။တကယ်တော့ဘတ်တစ်ချိန်လုံးလိုက်ရှာနေခဲ့တာကဝွန်ဘလွေမဖြူလေးတကောင်ထစ်နေတာပါ။ဝွန်ဘလွေမလေးကလည်းစူးစမ်းစိတ်နဲ့ဘတ်အနားကိုရှောင်လာပြီးအကဲခတ်ကြည့်နေတယ်။ဒါကဘတ်ကိုအနှဲငယ်စိတ်လှုပ်ရှားစေပေမဲ့မဆန့်ကျင်ဘက်လိန်ကိုအထင်ကြီးစေဖို့အတွက်တီတီငင်ငင်နဲ့ပဲနေပြလိုက်တယ်။သူကခတ်အေးပုံစံဖမ်းထားပေမဲ့ဝွန်ဘလွေမလေးပါတော့သူ့ကိုမျက်တောင်မခတ်တန်းစိုက်ကြည့်နေတယ်။ဘတ်ကနှုတ်ဆက်ဖို့လက်လေးကမ်းပေးလိုက်တဲ့အခါဝွန်ဘလွေမလေးကလန့်ပြီးထွက်ပြေးသွားပါလေတော့။ဝွန်ဘလွေမလေးထွက်သွားတာကိုကြည့်ပြီးဘတ်စိတ်မကောင်းထွေသွားတယ်။ညီပင်ကိုငုံကြည့်လိုက်တဲ့အခါသူတို့နှကောင်ရဲ့ခြေရာတွေကထပ်တူကျနေတာကိုတွေ့လိုက်ရတယ်။အဲ့ဒီအချိန်ကစပြီးဘတ်ခါစိတ်ဓာတ်တွေကျနေခဲ့တယ်။ဝွန်ဘလွေမဖြူလေးရပုံအိတ်ကသူ့ခေါင်းထဲမှာအမြဲဆွဲထီနေပြီးသူသခင်နှစ်သက်တဲ့ဟာမိုနီကာကိုတောင်မတီးချင်တော့ပါဘူး။ဝွန်ဘလွေမလေးကိုတွေ့ဖို့အတွက်ဘတ်ခါအဘိုးကိုမနှိုးခင်မှာအိမ်ကနေခိုးထွက်ခဲ့တယ်။သူဟာဝွန်ဘလွေအုပ်နောက်ကိုအမြဲတစေတကောက်ကောက်လိုက်နေခဲ့တယ်။ဝွန်ဘလွေမလေးကိုတစ်ခါလောက်ထပ်တွေ့ချင်းပေမဲ့ဝွန်ဘလွေမလေးရဲ့သဘောထားကတော့အမြဲတမ်းအေးဆန်နေသေးပါမယ်။ဒီနေ့မှတော့ဝွန်ဘလွေအုပ်အမဲလိုက်နေတော့ဝွန်ဘလွေဘီရင်ကြီးကမြစ်ထဲကိုမတော်တဆပြုတ်ကျသွားခဲ့တယ်။တခြားဝွန်ဘလွေတွေကဲဖို့ကြိုးစားကြပေမဲ့ရေစည်းကအယမ်းတန်နေတယ်။မိခိုးရောင်ဝွန်ဘလွေကြီးဟာရေစည်းနဲ့အတူမျောပါသွားပြီးအကူကြီးတောင်းနေပြီမဲ့သူ့အုပ်စုကတော့ကမ်းပေါ်ကနေလိုက်ကြည့်နိုင်ကြတယ်။မြစ်ထဲကတင်ကုန်းပါဝွန်ဘလွေကြီးတိမ့်ညီမိနေပြီမဲ့တခြားဝွန်ဘလွေတွေကတော့ရေထဲဆင်းပြီးကယ်ဖို့မရဲကြဘူး။ဝွန်ဘလွေကြီးရေစည်းထဲမျောပါသွားမဲ့ဆဲမှာပဲဘတ်ခါဝွန်ဘလွေအုပ်ကိုကြော်ပြီးရုတ်တရက်ခုန်ဆင်းသွားခဲ့တယ်။ပြီးတော့တင်ကုန်းစီကိုပြေးသွားတယ်။အစကတော့ဘတ်ကတင်ကိုင်းနဲ့ဝွန်ဘလွေကြီးကိုပါးစပ်နဲ့ဆွဲထုတ်ဖို့ကြိုးစားခဲ့ပေမဲ့တင်ကိုင်းကမခိုင်ပဲကျိုးသွားခဲ့တယ်။အခြေအနေကပိုးပြီးစိုးရင်ရလာပေမဲ့ဘတ်ကတော့မဖျားရသွားပါဘူး